ဒီတစ်ခေါက်တော့ကျွန်တော်မိမကိုမဲသားစတိတ်နဲ့ထမင်းနဲ့စားလို့ရအောင်လို့ထမင်းကြော်နဲ့မဲသားစတိတ်လေးလုပ်ကြွေးပြပါတယ်ထမင်းကြော်ကိုတော့ပရှုထမင်းကြော်လုပ်မှာမို့လို့အရင်ဆုံးအသီးနှံလေးတွေဖြစ်တဲ့ခါကျဲဥလေးကိုအရင်တောက်လေးဆင်ထားလိုက်ပါတယ်ခါကျဲဥလေးလှီးပြီးသွားပြီဆိုရင်တော့ထမင်းကြော်ထဲမှာထည့်ဖို့ကြက်သွန်နီလေးကိုလည်းတောက်ဆင်ထားလိုက်ပါတယ်ပြီးရင်တော့ကြက်သွန်မိတ်လေးတွေကိုတောက်ဆင်ထားပြီးတော့ကြက်သွန်မိတ်အရင်ပိုင်းလေးကိုတော့ထမင်းကြော်တဲ့အချိန်မှာစီသက်ရင်မွေးအောင်လို့ကြော်မဲအသီးနှံလေးနဲ့ရောထည့်ထားပြီးတော့ကြက်သွန်မိတ်အဖျားပိုင်းလေးတွေကိုတော့အပေါ်ကနေဂါးနဲ့ရှင်နဲ့ဖြူအောင်လို့တက်တက်လေးဖယ်ထားလိုက်ပါတယ်ပချိုးထမင်းကြော်ကြော်မှာဆိုတော့အဆက်ရတာရဖို့အတွက်ရုပ်စည်းစိမ်းနှဲငယ်ကိုတပြားရိုက်တောက်ဆင်ပြီးကြက်သွန်ဖြူလေးကိုလည်းတောက်ဆင်ထားလိုက်ပါတယ်ထမင်းကြော်ပေးမှာတော့အလားဆင်ပြီးတော့ဒီတိုင်းစားဖို့အတွက်ကျန်းကျင်သည့်အနှဲငယ်နဲ့သခွားသည့်နှဲငယ်ကိုပပလိထားလိုက်ပါတယ်ပချိုးထမင်းကြော်ထဲမှာအချင်းရတာလေးရဖို့အတွက်မုံညင်းညင်လေးနှဲငယ်ကိုတောက်ဆင်ထားလိုက်ပါတယ်အသီးနှံတွေဖြစ်တဲ့ခါကျဲဥကြက်သွန်မိတ်ကြက်သွန်နီကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းနဲ့မုံညင်းညင်လေးတွေကိုခုလိုမျိုးတစ်ခါလေးရောထည့်ထားလိုက်ပါတယ်ထမင်းကိုတော့နောက်မှကြော်မှာဖြစ်ပြီးတော့အရင်ဆုံးစတိတ်လုပ်မှာဖြစ်တဲ့အတွက်မဲသားစတိတ်လေးကိုရေစင်အောင်တုပ်ပြီးတော့ငရုတ်ကောင်းတဲ့စားလေးကိုဟိုဘက်ဒီဘက်လန်ပြီးတော့ဖြူထားလိုက်ပါတယ်ပြီးရင်တော့မဲသားကြော်တဲ့အချိန်မှာအနံမွေးအောင်လို့ကြက်သွန်ဖြူလေးနှစ်တက်ကိုတပြားရိုက်ထားလိုက်ပါတယ်မဲသားကြော်ကိုအစင်သစ်ဖြစ်ပြီးဆိုရင်တော့အိုးထဲမှာစီနှဲငယ်ထည့်ပြီးတော့မဲသားလေးကိုတစ်ဖက်ကို10မိနစ်ခွဲလောက်ကြော်ထားလိုက်ပါတယ်နှစ်ဖက်လုံး10မိနစ်ခွဲစီပြည့်ပြီဆိုရင်တော့ကြက်သွန်ဖြူထည့်ပြီးတော့အိမ်မှာကိုယ်တိုင်လုပ်ထားတဲ့ထောပတ်လေးထည့်ပြီးတော့ထောပတ်လေးနဲ့သေချာလေးအသားပေါ်ကိုပတ်ပေးလိုက်ပါတယ်ရလာတဲ့အမဲသားလေးကိုတော့9မိနစ်လောက်ခဏအေးခံထားလိုက်ပါတယ်ထမင်းကြော်ဖို့အတွက်ကိုတော့အမဲသားကြော်ထားတဲ့အိုးထဲမှာပဲစီနှဲငယ်ထပ်ထည့်ပြီးတော့ပြီးထားတဲ့အသီးနှံလေးတွေထည့်ပြီးတော့ကြော်ထားလိုက်ပါတယ်ကြော်ထားတဲ့အသီးနှံလေးတွေအနံလေးမွေးလာပြီဆိုရင်တော့ကြက်ဥတစ်လုံးကိုဖောက်ထည့်ပြီးတော့ကြက်ဥလေးကိုသေချာလေးနှံ့သက်သွားအောင်မှွေပြီးတော့ကြော်ထားလိုက်ပါတယ်ကျဲဥလေးရောအကုန်လုံးရောကြော်ပြီးတော့ကျက်သွားပြီဆိုရင်တော့ထမင်းလေးထည့်ပြီးတော့အစဲရတာလေးအနှဲငယ်ပို့သွားအောင်လို့ရုပ်သီးချမ်းမုံလေးအနှဲငယ်ထည့်ပြီးကြော်ထားလိုက်ပါတယ်။ရတာအတွက်ကိုတော့စားနဲ့ပဲငယ်မြားလေးအနှဲငယ်ပဲထည့်ပြီးကြော်ထားလိုက်ပါတယ်။တကယ်လို့ကိုကကြက်သားမုံကြိုက်တယ်ချုံမုံကြိုက်တယ်ဆိုရင်လည်းထည့်ပြီးကြော်လို့ရပါတယ်။အယောင်နဲ့ရတာလေးအနှဲငယ်ပိုကောင်းအောင်လို့ငရုတ်စော့လေးအနှဲငယ်ထည့်ပြီးတော့အကုန်လုံးနှံ့သက်သွားအောင်ကြော်ထားလိုက်ပါတယ်။ထမင်းကြော်လေးကအနံလေးမွေးလာပြီးတော့ရတာတွေအကုန်လုံးနှံ့သက်သွားပြီဆိုရင်တော့နောက်ဆုံးမှာတံမြာသီးလေးညှစ်ပြီးတော့ချထားလိုက်ပါတယ်ထမင်းကြော်ရရင်တော့ခုနကအေးခံထားတဲ့အမဲသားလေးကိုစားလို့အဆင်ပြေမဲ့ရွယ်စားလေးတွေလှီးပြီးတော့အဆင်သင့်လုပ်ထားလိုက်ပါတယ်ထမင်းကအမဲသားရောအကုန်လုံးအဆင်သင့်ဖြစ်ပြီးဆိုရင်တော့ပကံထဲမှာထမင်းကြော်လေးတွေကိုအရင်ထည့်ပြီးတော့ဘေးကနေလှီးထားတဲ့အမဲသားစတိတ်လေးရဲ့ပလှီးထားတဲ့ခင်းကျင်သီးနဲ့သခွားသီးလေးတွေကိုတင်ပေးလိုက်ပါတယ်နောက်ဆုံးမှာတော့ကျဲဥ half fry လေးတင်ပြီးတော့အပေါ်ကနေကြက်သွန်မိတ်လေးတွေကိုဖြူပေးလိုက်ပါတယ်